နောက်တစ်အောင်ကြတော့ဒီမှာပြထားပါနော်နောက်တော့အနီနဲ့ဝါနဲ့ဆက်မဲ့ဆိုရင်လိမ္မော်ရောင်ပေါ့စားစားရင်တက်နော်ခုနကတော့အနီတစားထည့်တာပါအခုကတော့ဒါအဝါတစားထည့်မယ်ဒါအတိအကျတော့မဟုတ်ဘူးကျွန်တော်ခံမှန်းကြည့်ဖို့ကျွန်တော်ထည့်ထားတာအဲ့တော့ခုနလိုပဲကျွန်တော်ဘယ်လိုထည့်မလဲဆိုတော့အနီကိုပို့ထည့်မယ်ဒါဒီခါတည်းကျွန်တော်ရှာထားလိုက်မယ်ပြီးအဝါကို short ထည့်မယ်ပြီးနောက်တစ်ပုံကကြတော့အဝါကိုပို့ထည့်မယ်အနီကို short ထည့်မယ်အဲ့ဆိုဒီကောင်ကကြတော့ဒါအနီတစားအဝါတစားဒီကောင်ကကြတော့အနီကတစားအဝါကြတော့တဝက်ပေါ့နော်ဒီကောင်အဝါတစားအနီကတဝက်နော်အဲ့ဆိုကျွန်တော်စပြီးတော့မှုရပါဒါတစားကိုစမှုမယ်ဒါလိမ္မောပေါ့ဗျာနော်ဒါတစားစားဆက်တာလိမ္မောနောက်တော့ကျွန်တော်ဒီကောင်ဒါအနီပို့များတာအနီတစားအဝါတဝက်အဲ့တော့မှုပါမယ်လိမ္မောအနီဘက်ပို့သွားမှာအောင်အနီပို့များတဲ့လိမ္မောပေါ့ဒါကတော့အနီပို့ကဲတာပါဒါကျတော့အဝါများတဲ့လိမ္မောဒါဆိုရင်တော့ကျွန်တော်ဒါ3ရောင်ကိုကျွန်တော်ဆက်ပြီးထားပါအနီနဲ့အဝါအောင်မှာဒီကောင်ကျတော့တစားဒီကောင်ကျတော့အနီပူများတယ်ဒီကောင်ကျတော့အဝါပူများတယ်တကယ်လက်တွေ့မှာဆက်မယ်ဆိုရင်လည်းဘယ်လိုဆက်မလဲဆိုတော့အဲကာလာအနုကိုအရင်ဆုံးပူများပြီးတော့ဆိုထည့်ပေးရတယ်အရင်ကိုကြတော့ short ထည့်ဘာလို့ဆိုတော့ကာလာအရင်ထည့်လိုက်မယ်ဆိုရင်ကာလာအရန်ရှင်းအောင်အရန်ရှင်းသွားတဲ့ဟာကျွန်တော် short ရတာအနုဘက်ကိုသွားဖို့ခက်တယ်အနုကနေမှအရင်ကိုတက်ရတာလွယ်တယ်ပေါ့ဗျာပြောရရင်အဲ့ဒါကြောင့်ကျွန်တော်ကတကယ်နဲ့ဆက်မဲ့ဆိုဘယ်လိုဆက်တင်လဲဆိုတော့ဒီလိုမျိုးရင်ဆက်တင်တယ်ပြီးတော့မှအနီကိုဖြည်းဖြည်းထည့်ပေါ့နော်ဒါကြောင့်အနီများသွားတဲ့ခါဖြစ်နေနော်အဲ့ဒါကြောင့်ဒီလိုမျိုးရင်ထည့်ဒီလိုဖြည်းဖြည်းမှဒီလိုအယောင်လိမ္မော်နီးဖြည်းမှဒီလိုလိမ္မော်အဝါဘက်ကိုရှော့ဖို့ဆိုရင်ဒါခက်ဝါပါစီးတွေများသွားမှာဗျပြောရရင်နော်အဲ့ဒါဆိုတော့ဒီလိုမျိုးအဖြော့ကိုဆက်ပြီးမှဒီလိုအရင်ဘက်ကိုသွားပါဗျာဒါကတော့အနုဒါနဲ့အလက်ပေါ့ဒါကတော့လုံးဝအရင်အနီပူများသွားတဲ့လိမ္မော်ဖြစ်သွားတာနော်အဲ့ဆိုအကြံပေးရရင်တော့အနုဘက်ကိုအရင်ဆုံးဆက်ပြီးမှဒီလိုကာလောက်တင်သွားပါဗျာနော်အဲ့လိုဆက်ပြီးရမှာပါအဲ့ဆိုတော့ဒါလိမ္မော်နဲ့ပတ်သက်တာအနီနဲ့အဝါကိုကျွန်တော်ဆက်ပြပေးခဲ့တာပါနောက်တင်အောင်တော့ဒီမှာ